ကျွန်တော်ဟာကဘာပေါ်မှာအကြီးဆုံးဆိုင်ကြီးကိုဖွင့်ထားသူပါဒါပေမဲ့9နှစ်အတော်တွင်းမှာဘယ်ဖောက်တဲ့တယောက်ကမှကျွန်တော်ရဲ့ဆိုင်ထဲခြေဥတောင်မလဲခဲ့ဘူးပါဘူးဒါတောင်မှကျွန်တော်ရဲ့ဆိုင်ကအလုပ်သမားတွေဟာနေ့တိုင်းပုံတွေတွန်းပြီးအပြင်ထွက်သွားကြတယ်ပြန်လာရင်တော့ငွေစင်တန်းလောက်တဲလာကြတာပေါ့ဒါဟာတစ်မျိုးလုံးမှာအကြီးဆုံးရေအယောင်းဆိုင်ကြီးဖြစ်ပြီးရေရောင်းရုံနဲ့တင်တလောက်ကိုငွေစင်တုံးပေါင်း1000အထိဝင်ငွေရှိပါတယ်ဒါပေမဲ့ဒီကြွယ်ဝမှုတွေရဲ့နောက်ွယ်ကအကြောင်းရင်းကိုဘသူကရိပ်မိမှလဲလွန်ခဲ့တဲ့9နှစ်ကကျွန်တော်ဟာတေခါနီးစာလောင်မှုတိတ်နေတဲ့သူတောင်းစားတယောက်သာဖြစ်ခဲ့ပြီးဘဝရဲ့အနေဆုံးအချိန်ကိုရောက်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲမင်းသားကွင်းကဘဲကမန်မတိပေါ်လာခဲ့တယ်သူကကျွန်တော်မိသားစုထဲမှာမျိုးဆက်နဲ့ချီပြီးလက်ဆင့်ကမ်းလာခဲ့တဲ့ကြောက်စိမ့်ဆွဲသီးလေးကိုမျက်စိကျနေခဲ့တာပါအဲ့ဒီကြောက်စိမ့်ဆွဲသီးကမတေမျိုးဖြစ်ခြင်းရဲ့လျှို့ဝှက်ချက်ကိုစုပ်ကင်ထားတယ်လို့သတင်းကြီးနေခဲ့ပြီးကျွန်တော်စီမာတာကိုဆက်ထည့်ထားနိုင်စွမ်းမရှိဘူးဆိုတာသိနေခဲ့ပါတယ်ဒါကြောင့်ဒါကိုချမ်းသာကြွယ်ဝပြီးတက်တောင့်တက်တာရှိတဲ့ဘဝတစ်ခုနဲ့လဲလှယ်လိုက်တာကပိုကောင်းမယ်လို့ကျွန်တော်တွေးခဲ့တယ်အံ့ဩစရာကောင်းတာကမင်းသားကွင်းကချက်ချင်းပဲသဘောတူခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ဟာသူ့ရဲ့လက်ပါစီတယောက်ဖြစ်လာခဲ့ပြီးသူ့ရှိန်ဝါကိုအမိပြုပြီးကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့9နှစ်အကြာမှာတော့မင်းသားကွင်းကကျွန်တော်ကိုထူးဆန်းတဲ့မိကုတစ်ခုမေးလာပါတယ်ငါတကယ်လို့အဲ့ဒီကြောက်စိမ့်ဆွဲသီးကိုမင်းစီပြန်ပေးမယ်ဆိုရင်မင်းအဲ့ဒါကိုလိုချင်သေးလားတဲ့ကျွန်တော်ကတော့စက္ကန့်ပိုင်းလေးတောင်မစင်စားပဲပြပြတသားညှင်းဆိုခဲ့ပြီးသူကျွန်တော်ကိုလုပ်ပေးခဲ့တဲ့မြတ်အတွက်ပြန်ပြီးကျေးဇူးဆက်ချင်ပါတယ်လို့ပြောခဲ့တယ်ပြီးခဲ့တဲ့တစ်နှစ်တည်းမှာတင်ကျွန်တော်ငွေစင်တုံးပေါင်း3200ကိုသုံးဆွဲခဲ့ပြီးအခုချိန်မှာကျွန်တော်မှာရှိသမျှအကုန်ပေးရင်တော့သူ့ကျေးဇူးကိုဆက်လို့ကုန်မှာမဟုတ်ပါဘူးကျွန်တော်တောင်းဆိုချင်တာကမင်းသားကြီးကကျွန်တော်ကိုဂရုဏာထားပြီးတခင်ကြီးနားမှာဆက်ရှိနေခွင့်ပေးဖို့နဲ့တက်နိုင်တဲ့လောက်အလုပ်ကျွေးပြုခွင့်ပေးဖို့ပါပဲဟာဒါဟာဘာမှပူစရာမလိုတဲ့ဘဝပဲတစ်နှစ်တည်းမှာ3200တောင်သုံးနိုင်တယ်ပေါ့ဒါပေမဲ့ပတ်စံသုံးတက်တဲ့လက်ပါစီကမှတကယ်ကောင်းတဲ့လက်ပါစီပဲပတ်စံတပြားမှမသုံးတက်တဲ့အသုံးမကျတဲ့သူတွေထက်အများကြီးတာတယ်လို့ကွင်းကပြောရင်ရေမောလိုက်တာကြောင့်အခန်းထဲကတင်းမာမှုတွေပျောက်ကွယ်သွားပါတယ်ကျွန်တော်လည်းနောက်ထပ်ကြီးစံ1000ကိုရှောင်တိန်နိုင်ခဲ့ပြီဆိုတာတိလိုက်လို့တက်ပြင်းချလိုက်မိတယ်ပြီးတော့သူ့ရဲ့ရရောမှုကအတိုင်းထက်အလုံးပါပဲလို့ထားတဲ့စကားလေးတကွန်ထပ်ပြောလိုက်သေးတယ်ကွင်းကတော့ဒီမြောက်ပင်စကားတွေကိုသဘောကျပြီးကျင်းတဲ့လို့ခေါင်းညစ်ပြတယ်ကျွန်တော်ကတော့ရိုကျူးဟန်ဆောင်နေခဲ့ပေမဲ့ရင်းထဲမှာတော့ခိုးရနေမိပါတယ်ဘာလို့လဲဆိုတော့တခြားသူသာဆိုရင်သူ့အပေါ်တကယ်ကြီးကျေးဇူးတင်နေမှာဖြစ်ပေမဲ့ကျွန်တော်ကတော့တခြားကဘာကနေကူးပြောင်းလာသူဖြစ်လို့ဒီလိုတက်ဦးဆန်ပိုင်းပတိတွေထုံးစံတွေကိုလုံးဝအလေးမထားလို့ပါပဲဒါပေမဲ့ဘဝကခက်ခဲတော့လေအသက်ရှင်ဖို့အတွက်လှုပ်တင်တာကိုလုပ်ရတာပေါ့လူဆိုတာတနေ့စာဝမ်းရေးကအရေးကြီးဆုံးပဲမဟုတ်လားဒါပေမဲ့သူနောက်ထပ်ပြောလိုက်တဲ့စကားကကျွန်တော်နှလုံးခုန်တန်ကိုရက်တက်စေခဲ့တယ်ဒီကဘာမှာလူတွေကတကယ်ပဲကျင့်ကြံအားထုတ်ပြီးမတေမျိုးဖြစ်နိုင်ကြတယ်ငါကတော့မတေမျိုးစစ်တယောက်နဲ့အဆက်အသွယ်ရထားပြီးသူကမင်းကိုတွေ့ချင်နေတာကြားပြီးတဲ့သူစကားတွေကအရေးအမြတ်ကိုကျွန်တော်ချက်ချင်းရိပ်မိသွားပြီးဘာမှမသိတဲ့လူတယောက်လိုဟန်ဆောင်ကကျွန်တော်ကတာမန်လူကင်းတယောက်ကမတေမျိုးတယောက်ရဲ့အာယုံဆိုင်မှုကိုခံရလောက်အောင်ကျွန်တော်ကဘာများထူးခြားနေလို့လဲလို့ပြတလဲမိလိုက်တယ်အင်းမင်းရဲ့သွေးမျိုးဆက်ကတန်ပါလာတာပေါ့အဲ့ဒီမတေမျိုးကမူလကမင်းနဲ့ဆုံတွေ့ရမှာဖြစ်ပေမဲ့မင်းကကြောက်စိတ်ဆွဲသီးကိုငါစီရောက်လိုက်တယ်လေဟုတ်တယ်မဟုတ်လားလို့သူကမေးတယ်ကွင်းရဲ့စကားတွေကကျွန်တော်ကိုတကယ်ကိုစိတ်မသက်မသာဖြစ်စေပါတယ်ဒါပေမဲ့ကျွန်တော်ကလက်ပါစီတယောက်ဖြစ်နေလို့ဘာမှပြန်ပြောပိုင်ခွင့်မရှိတာကြောင့်ခေါင်းငုံပြီးပဲသဘောတူခဲ့ရပါတယ်ဘန်နာတိုက်ကိုသွားပြီးငွေစင်3200သွားထုတ်ယူချေငါကအမြဲတမ်းစုပေးတာနဲ့အဖြစ်ပေးတာကိုမျှမျှတတလုပ်တတ်တယ်မင်းကငါအပေါ်သစ္စာရှိခဲ့လို့ငါမင်းကိုမနှိမ်ပါဘူးတဲ့ကွင်းကပေါ့ပပစုလက်အဖြစ်ပေးလိုက်တဲ့အတိငွေပမာဏဟာဘေးရန်ရတဲ့နေတဲ့လူပေါင်းတောင်းတဲ့ချီကိုနိုင်ဝက်စာမဟုတ်ပဲတစ်နှစ်ခွဲလောက်အထိကျွေးမွေးနိုင်တဲ့ပမာဏပါ3ရက်ကြာမှာတော့မင်းသားရဲ့ဆိုင်တော်ကြီးဟာမတေမျိုးကြွလာတော့မဲ့အတွက်မီးဆိုင်တွေအလှဆင်မှုတွေနဲ့ဝေဝက်စာရှိနေခဲ့တယ်ကွင်းဟာအဝတ်စားအကောင်းဆုံးတွေကိုစင်ញမ်းပြီးရှေ့ဆုံးကနေစောင့်နေတယ်ကျွန်တော်ကတော့ကုန်တယ်တွေကြားထဲမှာနောက်ဆုံးတန်းမှာပိတ်မိနေပြီးရှုခင်းကြည့်ဖို့လူအုပ်ကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေခဲ့တယ်ဝေးကနေကျွန်တော်ကြည့်နေတော့မှပဲကောင်းကင်ရန်ကတိန်တွေရုတ်တရက်ကွဲထွက်သွားပြီးရင်သက်ရှုမောပွဲလှပလုံးနဲ့မတေမျိုးမှလေးရွှန်လော့ဟာကောင်းကင်ကနေပြပြချင်းဆင်းသက်လာခဲ့တဲ့မြို့တော်တစ်ခုလုံးတိတ်ဆိတ်သွားပြီးနောက်မှာတော့မိုးချင်းတန်လို့ဟိန်းထွက်နေတဲ့အောင်တန်တွေထွက်ပေါ်လာတယ်လူပေါင်းများစွာဟာချက်ချင်းတူထောက်လိုက်ကြတယ်ဒါပေမဲ့ထူးထူးဆန်းဆန်းပဲတမင်တကာလားမသိပေမဲ့အဲ့ဒီမတေမျိုးမလေးကကျွန်တော်ရက်နေတဲ့ဘက်ကိုရုတ်တရက်လဲကြည့်လိုက်တယ်ကျွန်တော်ဘေးကလူတိုင်းမြေကြီးပေါ်ဝစ်ဆင်းသွားကြလို့ကျွန်တော်တယောက်တည်းအယူတယောက်လိုမက်တက်ကြီးကြံနေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ပုံရိပ်ကကျွန်တော်မညံထဲမှာနက်နက်ရှိုင်းရှိုင်းဆွဲထင်သွားပြီးမတေမျိုးတယောက်ဖြစ်ရတာတကယ်ကိုအံ့ဩစရာကောင်းပါပဲလို့ကျွန်တော်မတွေးပဲမနေနိုင်ခဲ့ဘူးကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာတော့မတေမျိုးယွန်လောဟာဆိုင်တော်ဂိတ်တကားကိုရောက်နေပါပြီကွင်းဟာသူ့အိမ်တော်သားတွေကိုဥဆောင်ပြီးခါညွတ်နှုတ်ဆက်ကသူမကိုကြိုဆိုခဲ့တယ်ကွင်းရဲ့ရင်ဘတ်မှာကျွန်တော်စီကကြောက်စိမ့်ဆွဲတီးကိုဆွဲထားပါတယ်ကိုခုမြောက်တော်ဝင်သွေးချင်းကွင်းကမတေမျိုးမင်းသမီးကိုရိုသေစွာကြိုဆိုပါတယ်လို့သူကနှုတ်ဆက်တယ်ယွန်လောကဒါကိုကြားတော့ဇဝေဇဝါဖြစ်သွားပုံရတယ်ဒါပေမဲ့ကြောက်စိမ့်ဆွဲတီးကဝိညာဉ်လင်းတန်းတွေထွက်နေတာကိုမြင်လိုက်ရတော့တစုံတယောက်ကကန်ကျမကိုအစားထိုးလဲလိုက်ပြီးလို့ပဲသူမယူဆလိုက်တယ်အဲ့ဒီနောက်ကျင်းပတဲ့စပွဲမှာလှပတဲ့ကချေတွေကပိုးသားဝတ်စုံတွေနဲ့ကပြဖြောပြနေကြပေမဲ့ကွင်းကတော့မတေမျိုးယွန်လောစီကနေမျက်တောင်မခတ်ကြည့်နေခဲ့တဲ့သူ့ရင်ထဲကအလိုဆန္ဒတွေပိုပြင်းပြလာချိန်မှာယွန်လောကရုတ်တရက်လက်ညှိုးထိုးပြီးရှင်ဆွဲထားတဲ့အဲ့ဒီကြောက်စိမ့်ဆွဲတီးလို့ပြောလိုက်တယ်ဒါကလွန်ခဲ့တဲ့9နှစ်ကဆရာသခင်တယောက်ရဲ့လက်ညှိုးမှုနဲ့ကျွန်တော်ရရှိခဲ့တဲ့ကံပါလာတဲ့လက်ဆောင်ပါလို့ကွင်းကဖြေတယ်သူတစ်ပါးရဲ့ကံကြမ္မာကိုယူတာဟာတရားတဲ့လုပ်ရမဟုတ်ဘူးလို့ယွန်လောကပြန်ပြောတယ်ကွင်းကပြင်ဆင်ထားတဲ့စာချုပ်စာတမ်းတစ်ခုကိုထုတ်ပြပြီးလွန်ခဲ့တဲ့3နှစ်ကရှင်းရဲ့ဂိုင်းကအကြီးအကဲတယောက်ကကံကြမ္မာလွှဲပြောင်းခြင်းအမိန့်စာကိုကျွန်တော်စီပေးအပ်ခဲ့ပြီးသားပါလို့ဆိုတယ်ယွန်လောကအဲ့ဒီစာရွက်ကိုစစ်ဆေးကြည့်တော့အဲ့ဒါကတကယ်ပဲဂိုင်းကြီးကဲရဲ့စွမ်းရည်ဖြစ်နေတာကိုအတည်ပြုနိုင်ခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကစာရွက်ကိုစပွဲပေါ်ရိုက်ချလိုက်ပြီးနှစ်ပေါင်း9000ကလေးကတိစောက်ခဲ့တဲ့ကံကြမ္မာအကျိုးဆက်တစ်ခုကို9နှစ်တည်းနဲ့ပြန်ပြင်လို့ရမယ်လို့ရှင်းတကယ်ထင်နေတာလားပြီးတော့ကျမကအရာရာကိုအတင်းအဓမ္မယူတတ်တဲ့သူမဟုတ်ဘူးလို့ပြောလိုက်တယ်အမှန်တိုင်းပြောရရင်လူမိသားစုရဲ့အမွေဆက်ခံသူကသူတောင်းစားဖြစ်သွားတဲ့အထိနှိမ့်ကျသွားလို့မိသားစုအကြီးအကဲတွေကကံကြမ္မာကိုကျွန်တော်စီလွှဲပေးဖို့ရွေးချယ်ခဲ့ကြတာပါပြီးတော့ကျွန်တော်ကအဲ့ဒီလူမိသားစုဝင်ကိုတစ်သက်လုံးချမ်းသာကြွယ်ဝဖို့ကတိပေးထားပါတယ်လို့ကွင်းကဆိုတယ်ရှင်ကတကယ်ပဲတစ်သက်စာကြွယ်ဝမှုဟာမတေမျိုးဖြစ်မဲ့လမ်းစဉ်နဲ့တူတယ်လို့ထင်နေတာလားယွန်လော့ရဲ့မျက်လုံးတွေကလူတွေကိုထိုးဖောက်မြင်နိုင်တယ်လို့ပါပဲတော်ဝင်မိသားစုဟာဂိုင်းကိုတစ်ခုခုပေးကမ်းပြီးဒီကံကြမ္မာကိုတိတ်တဆိတ်လွှဲပြောင်းယူခဲ့မှန်းသူမသိလိုက်တယ်ဒါပေမဲ့ဂိုင်းရဲ့နှစ်ပေါင်း1000ကြာမဲ့တာဝန်ကိုကိုကျိုးအတွက်နဲ့အပြည့်စီးမခံနိုင်တာကြောင့်သူမကအဲ့ဒီလူမိသားစုဝင်ကိုကျမရှိခေါ်လာခဲ့သူကိုယ်တိုင်ပြောတာကိုကျမနားထောင်ခြင်းနဲ့လို့ပြောလိုက်ပါတယ်ကွင်းကတော့ကျွန်တော်ကိုယုံကြည်မှုအပြည့်နဲ့ဆင့်ခေါ်လိုက်တယ်လက်ပါစီတယောက်အနေနဲ့ကျွန်တော်ကသူ့ကိုမဆန့်ကျင်နိုင်ပါဘူးပြီးတော့နှစ်ပေါင်းများစွာကျွန်တော်ကိုစိတ်သက်ပိုင်းဆိုင်ရာထိန်းချုပ်ထားခဲ့တာကြောင့်ကျွန်တော်ဟာသူ့လက်ခုပ်ထဲကရေလို့သူထင်နေမှာပါနိုင်ဝက်အကြာမှာတော့ယွန်လော့ကတာမန်လူသားတယောက်ဖြစ်တဲ့ကျွန်တော်ကိုတေချာကြည့်နေခဲ့တယ်ကျွန်တော်ရဲ့ကံကြမ္မာကိုပြန်တောင်းပေးတာကကျွန်တော်အတွက်တကယ်ရောကောင်းပါမလားလို့သူမဝေခွင့်မရဖြစ်နေပုံရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကလေးကကျွန်တော်ဟာသူမရဲ့ကျင့်ကြံခြင်းလမ်းစဉ်မှာစောင့်ရှောက်သူဖြစ်ဖို့ကံပါလာခဲ့တာပါဒါပေမဲ့ကျွန်တော်ဟာကွင်းလိုအာဏာရှိသူကိုရှင်းနိုင်မှာမဟုတ်တယ်လို့ဂိုင်းကလည်းသူမကိုကူညီမှာမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်ဒါကြောင့်သူမကအခြေအနေရပဲအလျှော့ပေးလိုက်ရမှာလားဒီလိုစဉ်းစားပြီးနောက်မတေမျိုးယွန်လော့ကနောက်ဆုံးမှစကားပြောလာပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကမင်းရဲ့လူမိသားစုပိုးပေးဟာငါတို့ဒူချမ်းကိုင်းတဲ့ကံကြမ္မာအနှောက်ဖွဲ့တစ်ခုပြုလုပ်ခဲ့တယ်မင်းအဲ့ဒီအကြောင်းနားထောင်ခြင်းလားကျေးဇူးပြုပြီးမိတ်ကြားပေးပါမတေမျိုးမင်းသမီးလို့ကျွန်တော်ပြောလိုက်တယ်လူမိသားစုရဲ့အမွေဆက်ခံသူဟာထိုက်တန်မှုရှိမယ်ဆိုရင်
ရင်မတေမျိုးလန်းစဉ်ကိုလမ်းညွှန်ပေးရမယ်တကယ်လို့မထိုက်တန်ဘူးဆိုရင်တော့တသက်စာကြွယ်ဝချမ်းသာမှုကိုပေးအပ်ရမယ်လို့ယွန်လော့ကဆက်ပြောဖို့လုပ်တော့မှာပဲကွင်းကကြားဖြတ်ပြီးကျွန်တော်အဲ့ဒီအကြောင်းတွေသူ့ကိုအကုန်ပြောပြပြီးပါပြီသူကိုယ်တိုင်ပဲတွရမင်းမြတ်ကိုတက်တည်ထားပြီးဆွတ်လွတ်ခဲ့တာပါလို့ပြောလိုက်တယ်သူကတွရမင်းမြတ်ဆိုတဲ့စကားလုံးကိုတမင်ဖိပြောလိုက်တာကြောင့်ယွန်လော့ရဲ့မျက်ခုံးလေးတွေအနှဲငယ်တွန့်သွားတယ်တကယ်လို့အဲ့ဒါသာအမှန်ဆိုရင်သူမလည်းဘာမှလုပ်ပိုင်ခွင့်မရှိတော့ပါဘူးဒါကြောင့်သူမကကြောက်စိမ့်အမိန့်စာကိုပြန်ကောက်ယူပြီးတန်ထွက်ဖတ်လိုက်ပါတယ်နတ်ဖျားအမိန့်တော်ကိုအတီးပြုလိုက်ပြီးလူမိသားစုဝင်သည်ရီမန်းချက်ကင်းမဲ့ကတူတောင်းစားဘဝသို့ရောက်ရှိခဲ့ပြီးမြင့်မြတ်သောကံကြမ္မာကိုမိမိအလိုလျောက်ရောင်းချခဲ့သည်ထို့ကြောင့်သူ၏မတေမျိုးလန်းစဉ်ကိုရုပ်သိမ်းလိုက်ပြီးအဆိုပါကံကြမ္မာကိုကိုခုမြောက်သွေးခြင်းကွင်းထံသို့လွှဲပြောင်းပေးအပ်ကကံ၏အကျိုးရလဒ်ကိုဆက်ခံစေပြီးကံ၏အရင်းမြစ်ကျေးဇူးကိုလည်းပြန်လည်ဆက်စေရမည်ကွင်းကတာကိုကြတော့ပြုံးလိုက်ပြီးဒီအမိန့်တော်ကိုကျွန်တော်ယူသေးစွာလက်ခံပါတယ်ပြီးတော့မကြခင်မှာပဲဧကရမင်းစီမှာသူ့အတွက်နေစားပိုင်စားပွဲတူတစ်ခုပေးသနာဖို့တင်ပြတောင်းဆိုပါမယ်လို့ဆိုတယ်မတေမျိုးယွန်လော့ကကျွန်တော်ကိုဒီအခြေအနေကိုကြည်ကြည်နက်နက်လက်ခံလိုက်မယ်လို့မျှော်လင့်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီနေရာမှာပဲကြောက်ရွံ့လို့တောင်းကြီးရနေမိတယ်ကျွန်တော်မျက်ဝန်းထဲကအလင်းရောင်တွေဖြည်းဖြည်းချင်းကွယ်ပြောက်သွားပြီးအတော်ကြာမှပဲတိုးညင်းချောက်ကပ်နေတဲ့အတန်းနဲ့ကျွန်တော်ပြန်ထူပြောလိုက်တာကစာလောင်မှုတိတ်နေတဲ့သူတစ်ယောက်ဟာမြင့်မြတ်တဲ့အရာတွေကိုအိမ်မက်မက်နေဖို့အချိန်မရှိပါဘူးကျွန်တော်မှသာထပ်ပြီးရွေးချယ်ခွင့်ရှိမယ်ဆိုရင်လည်းဒီဆွဲတီးကိုပဲရောက်မိမှာပါဘာလို့လဲဆိုတော့လူတစ်ယောက်အတွက်အသက်ရှင်တန်ဖို့ကပထမဆုံးနဲ့အရေးကြီးဆုံးမို့လို့ပါနောက်ပိုင်းဘာဖြစ်မလဲဆိုတာကတော့ကျွန်တော်နောက်ဆုံးထွက်တဲ့အထိအောက်အသည့်ခံမလားဒါမှမဟုတ်အခွင့်အရေးကိုစုပ်ကင်ပြီးထိတ်ဆုံးကိုတက်လန်းမလားဆိုတာပဲရှိပါတယ်မတေမျိုးယွန်လော့ကတော့ဒီအခြေအနေကိုလုံးဝသဘောမကျပါဘူးဒါဟာကိုင်းကအကြီးကဲတွေရှုပ်ထားတဲ့ဇလန်းလားဒါမှမဟုတ်သူမကိုယ်တိုင်ကပဲဒီဇလန်းမှာလူယုံမှအဖြစ်ပါဝင်နေရတာလားဆိုပြီးအပြစ်မကင်းတယ်လို့ခံစားနေရပါတယ်သူမကအနီရောင်ဆေးလုံးလေးတစ်လုံးကိုထုတ်ပေးရင်ဒါဟာကျမတို့ကိုင်းရဲ့အသက်တက်မတေမျိုးဆေးရည်ပဲဒါကိုမျိုးချလိုက်ရင်မင်းဟာအသက်ရကျော်ထိကျန်းကျန်းမာမာနဲ့အသက်ရှိရှိနေနိုင်လိမ့်မယ်ဒါကိုကျမရဲ့တောင်းပန်မှုအဖြစ်မှတ်ယူပေးပါလို့ပြောပါတယ်အဲ့ဒီအချိန်မှာသူမမသိခဲ့တာကတော့ဒီဆုံးဖြတ်ချက်တစ်ခုဟာသူမနဲ့ကျွန်တော်ရဲ့ကံကြမ္မာကိုဘလို့မှယုံမထွက်နိုင်အောင်ချီနှောင်လိုက်လိမ့်မယ်ဆိုတာပါပဲနောက်တစ်စက္ကန့်မှာကျွန်တော်အဲ့ဒီဆေးလုံးကိုကြည့်နေတော့မှပဲမျက်ခုံးနှစ်ခုကြားကနေတတိတ်တိတ်နဲ့နာကျင်မှုတစ်ခုစတင်လာပါတယ်တကယ်လို့ဒါကိုမျိုးချလိုက်ရင်ကျွန်တော်စီကအရေးကြီးတဲ့အရာတစ်ခုထာဝရပြောက်ကွယ်သွားတော့မယ့်အတိုင်းပါပဲဒါဟာမတေမျိုးဖြစ်မဲ့လမ်းစလားဒါပေမဲ့လည်းအဲ့ဒီအချိန်တုန်းကကြောက်စိမ့်ဆွဲသည့်ဟာအရေးကြီးမှတည့်ရနဲ့ဘာမှမတက်နိုင်ပဲပေးလိုက်ရတယ်လို့မျိုးပဲအခုလေကျွန်တော်ပါတက်နိုင်အောင်ပါလေမတေမျိုးယွန်လော့ကညင်သာစွာပြောပါတယ်ကျမမင်းကိုအန်ရမပေးပါဘူးမင်းရဲ့ကံပါလာတဲ့ကံကြမ္မာကိုအလူခံလိုက်ရပြီးဒီဆေးကိုသာမတောက်ရင်မင်းအသက်30ထက်ပိုခံမှာမဟုတ်ဘူးလေကျွန်တော်ရဲ့အမြဲတမ်းဖျားနာနေမှုတွေဟာကံကြမ္မာကိုခံရလို့ဆိုတာသိလိုက်ရတော့လက်တီးကိုတင်းတင်းဆုပ်လိုက်မိပါတယ်ကွင်းကတော့ကျွန်တော်ညင်နေတာကိုကြည့်ပြီးစိတ်မရှိသလိုနဲ့ကျွန်တော်ကိုစားဆုံးဖြတ်ချက်ချပေးဖို့လုပ်နေတော့မှပဲကျွန်တော်ကရုတ်တရက်မော့ကြည့်ပြီးကံပါလာတဲ့ကံကြမ္မာမရှိရင်ရောကျွန်တော်ကြင်ကြံလို့ရနိုင်သေးလားလို့ရိုးရိုးသေးသေးမေးလိုက်ပါတယ်ရတာပေါ့ကံပါလာတဲ့ကံကြမ္မာဆိုတာကောင်းကင်ဘုံရဲ့အလိုတော်ပဲဒါပေမဲ့လူတစ်ယောက်မှလည်းသူ့ရဲ့မွေးရပါအသက်တက်ရှိပါသေးတယ်ကျမတို့ဂိုင်းကိုစတင်တီထောင်သူဟာလည်းကောင်းကင်ဘုံရဲ့စီမံမှုကိုစန့်ကျင်ပြီးကံကြမ္မာရဲ့ကူညီမှုမပါပဲမတေမျိုးဖြစ်အောင်ကြင်ကြံနိုင်ခဲ့တဲ့သူမျိုးပဲလို့သူမကဖြစ်ပါတယ်ဒီကဘာမှာဂိုင်းတီထောင်သူဆိုတာဘယ်နှယောက်ရှိလို့လဲကိုအထင်မကြီးစမ်းပါနဲ့ဒီဆေးကိုတောက်လိုက်စမ်းပါမင်းကိုမျိုးရိုးစင်ဆက်ခံနိုင်တဲ့နေစားပွဲပေးမဲ့အပြင်မင်းလိုချင်တဲ့စီးစိမ်ဥစ္စာတွေအားလုံးကိုလည်းငါပေးမှာပါလို့ကွင်းကပြောပါတယ်နောက်ဆုံးမှာတော့အရင်တုန်းကလိုပဲကျွန်တော်မှရွေးချယ်ခွင့်မရှိခဲ့ပါဘူးကျွန်တော်အနီအောင်ဆေးလုံးကိုမျိုးချလိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲကတခုခုကတိတ်တိတ်လေးကျိုးပြတ်သွားတယ်လို့ခံစားလိုက်ရပါတယ်ကွင်းကတော့မင်းကိုအိမ်အောင်စု1000ကိုအုပ်ချုပ်ရတဲ့နေစားပွဲပေးအပ်လိုက်ပြီလို့ကြေညာပါတယ်အဲ့ဒီညမှာစိုင်းတော်ကြီးဟာမိဆိုင်တွေပွဲလန်းတပင်တွေနဲ့စူညံနေခဲ့ပါတယ်ကျွန်တော်ကတော့ဝိုင်းအိုးတစ်လုံးကိုဆွဲပြီးငကားတရားနာမှာမူးအောင်တောက်နေခဲ့တယ်မြစ်ပေါ်ကတိုက်ခတ်လာတဲ့အေးစိမ့်နဲ့လေကြောင့်အနှဲငယ်အတိပြန်ဝင်လာပြီးခါးသီးစွာနဲ့ရေမောလိုက်မိပါတယ်အသက်ရှင်ဖို့အတွက်တပားသူကိုဥညွတ်နေရတာဟာကျွန်တော်ရဲ့ရှင်တန်နေပါဒါပေမဲ့တာမန်တိုင်းရင်ကိုမက်ပြီးအသက်ရှင်နိုင်မယ်ဆိုရင်ဘသူကများတူးထောက်ချင်ပါမလဲတေချာတာပေါ့အဲ့ဒီညကလေးထဲမှာတညလုံးနေခဲ့တာကြောင့်နောက်တစ်နေ့မှာကျွန်တော်ဖျားပါတော့တဲ့ကံကောင်းတာကအခုကျွန်တော်မှာပတ်စံတွေအများကြီးရှိနေပြီမို့ဆရာဝန်ခေါ်ဖို့ကပြဿနာမဟုတ်ပါဘူးဒါပေမဲ့အမှန်တရားကတော့ဒီစီစိန်တွေဟာကျွန်တော်ကိုပေးကမ်းထားတာဖြစ်ပြီးကျွန်တော်ဟာကွင်းရဲ့လက်ပါစီခွေးတစ်ကောင်ထက်မပိုဘူးဆိုတာပါပဲအဲ့ဒီအတွေ့ကကျွန်တော်လက်တီးကိုကြစ်ကြစ်ပါအောင်စုံမိစေပြီးပြင်းထန်တဲ့အတွေ့တစ်ခုခေါင်းထဲဝင်လာပါတယ်ကျွန်တော်ဟာသူတစ်ပါးရဲ့စင်းနီတုံးပေါ်ကအသားဖြစ်နေအဆုံးသတ်မှာမဟုတ်ဘူးမနေ့ညကတောက်ခဲ့တဲ့အနီရောင်ဆေးလုံးကြောင့်ထင်ပါတယ်ကျွန်တော်ရင်ထဲမှာအင်အားတစ်ခုတိဆောက်နေတာကိုခံစားနေရတယ်ဒါဟာကျွန်တော်အတွက်အခွင့်အရေးဆိုတာသိလိုက်ပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ကွင်းရဲ့အနားမှာပဲကပ်ပြီးရင်ကြီးဟန်ဆောင်နေရအောင်ပါဘာလို့လဲဆိုတော့ကျွန်တော်ဟာအင်အားမရှိသေးတဲ့တာမန်လူတစ်ယောက်ပဲမို့လို့ပါဒါပေမဲ့မာနကိုခက်ခဏချိုးနှိမ်ထားရတာကတကယ်ပဲတန်ဖိုးရှိတဲ့အရာတစ်ခုကိုရလာမယ်ဆိုရင်တော့ဒါဟာလုပ်တဲ့အရာပါပဲကျွန်တော်မျှော်လင့်ထားတာထက်ပိုမြန်ပဲအခွင့်အရေးကရောက်လာပါတယ်ငကားတရားပေါ်မှာအဲ့ဒီအချိန်မှာပဲတန်ချက်ကဝိစစ်တီတော်တွေဟာခန့်ညားစွာနဲ့ရှေ့ကိုချီတက်လာကြပါတယ်မတေမျိုးယွန်လော့ဟာကျွန်တော်ရဲ့လူမိသားစုစိန်တော်စီကိုဥတီလာနေတာပါတစ်နှစ်ကိုငွေစင်1000ကျော်သုံးဆွဲပြီးပြုပြင်မှုမှန်ထားတဲ့ဒီဆန်အိမ်ဟာဘလို့ကြီးတကယ်ကိုစီးစိမ်ရှိတဲ့နေရာပါမတေမျိုးယွန်လော့ကတော့ဘာမှမပြောပါဘူးသူမဟာကိုင်းရဲ့ဒီလိုမတန်ရှင်းတဲ့ကိစ္စတွေမှာမပါဝင်ခြင်းပဲစိတ်ဖြူစင်စွာနဲ့ပဲနေချင်တာပါပထမအချက်အနေနဲ့သူမရဲ့ကိုယ်ပိုင်ငွေနဲ့ကျွန်တော်ကိုကြော်ကြီးပေးခဲ့ပြီးဒုတိယအချက်အနေနဲ့လူမိသားစုရဲ့အမွေခံကိုတက်တောင့်တက်တာနေထိုင်နိုင်အောင်စီစဉ်ပေးခဲ့ပါတယ်သူမဆန်အိမ်တိတ်တကားကိုဝင်လာတဲ့အချိန်မှာကျွန်တော်ကအစင်တင်စောင့်နေခဲ့ပါတယ်မျက်နှာကတော့တရေတစီတကောင်လိုဖြူဖြော့နေပေမဲ့ခါကိုမတ်ထားပြီးရိုးသေးသေးပဲနှုတ်ဆက်လိုက်ပါတယ်မင်းသားကွင်းနဲ့မတေမျိုးယွန်လော့ကိုကြိုဆိုပါတယ်လို့ပြောလိုက်တယ်ကျွန်တော်ရဲ့တည်ငြိမ်ပြီးရိုသေမှုကကွင်းကိုစိတ်အေးသွားစေပုံရတယ်ကျွန်တော်ကရန်ညိုးမထားဘူးလို့သူထင်သွားတာပေါ့မတေမျိုးယွန်လော့ကတော့မင်းဘယ်လိုနေလဲဆိုတာလာကြည့်တာပါမင်းကိုကျမအကျွေးတင်ထားတယ်လို့ခံစားရလို့ကိုယ်တိုင်လာမကြည့်ရရင်စိတ်အေးမှာမဟုတ်လို့ပါလို့ပြောပါတယ်ကျွန်တော်ကတော့စိုးရိမ်စိတ်လေးနဲ့ပဲနှိမ့်ချစွာပြုံးပြလိုက်တယ်ယွန်လော့ဟာကျွန်တော်ရဲ့အကွာဝေးတစ်ခုချပြီးစောင့်စည်းနေမှုကိုခံစားမိပါတယ်ဒါပေမဲ့သူမမအံ့ဩပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ကံကြမ္မာကိုအလူခံရတော့ကသူမကိုယ်တိုင်ဘေးကနေကြည့်နေခဲ့တာမဟုတ်လားကွင်းကပေးတဲ့ဆုလက်တွေကရောအဆင်ပြေရဲ့လားမင်းကောင်းကောင်းနေထိုင်ရဲ့လားလို့သူမကမေးပါတယ်မင်းသားကြီးကကျွန်တော်ကိုနေစားပွဲပေးသနာတဲ့အပြင်နေအိမ်နဲ့မြေယာတွေပါပေးအပ်ခဲ့တာဟာတကယ်ကိုကြီးမားတဲ့ယူနာတော့ပါပဲဒါကြောင့်ကျွန်တော်မှာခိုင်မာတဲ့အခြေခံတစ်ခုရနေပါပြီအခုကျွန်တော်မှာရှိသမျှအရာအလုံးဟာမင်းသားကြီးနဲ့မတေမျိုးမင်းသမီးရဲ့ရရောမှုကြောင့်ပါဒီကျေးဇူးကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးလို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်ကောင်းပြီလေလို့ယွန်လော့ကပြောပြီးပြန်ဖို့လှည့်ထွက်သွားပါတယ်ကွင်းနဲ့သူ့လူတွေကလည်းသူ့မနောက်ကနေပြတလဲလိုက်သွားကြပါတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုကိဝအထိလိုက်ပို့တဲ့အချိန်မှာတခုခုမှနေတယ်လို့ခံစားလိုက်ရတယ်ကွင်းရဲ့ကိုရန်တော်တွေကမပြန်ကြသေးပါဘူးသူတို့ကကျွန်တော်နောက်မှာတန်းစီပြီးရက်နေကြတာကိုမြင်လိုက်တော့ရင်ထဲမှာအေးစိမ်သွားပါတယ်မင်းသားကြီးဒီကိုရန်တော်တွေကလို့ကျွန်တော်မေးလိုက်တော့အခုတလောမျိုးတော်ကနည်းနည်းရှုပ်နေတယ်လေဒါကြောင့်မင်းရဲ့ဆိုင်အိမ်ကိုစောက်ရှောက်ဖို့ငါရဲ့ကိုပိုင်စစ်တီတွေကိုအထူးတာဝန်ပေးထားတာပါလို့ကွင်းကပြောပါတယ်သူစကားမဆုံးခင်မှာပဲယွန်လော့ကကျွန်တော်ဘက်ကိုရုတ်တရက်လှည့်ကြည့်လိုက်တယ်သူမဟာကျွန်တော်စီကထွက်လာတဲ့တက်ဖြတ်လိုတဲ့အငွေတက်ကိုခံစားလိုက်ရလို့ပါသူမအနေနဲ့ကျွန်တော်စီကနေဒီလိုပြင်းထန်တဲ့ခံစားချက်မျိုးကိုပထမဆုံးအကြိမ်ခံစားမိတာလည်းဖြစ်ပါတယ်ကျွန်တော်ခေါင်းကုန်ပြီးရက်နေပေမဲ့မျက်ဝန်းထဲမှာတော့အေးဆက်တဲ့အလင်းတန်းတွေဖြတ်ပြေးသွားပါတယ်ဒီကဘာကိုရောက်လာတဲ့ကတေးရရှင်ရဲ့အခြေအနေများ
စွာကိုရင်ဆိုင်ခဲ့ရလို့ကိုနှိမ့်ချနေထိုင်တာဟာကျွန်တော်ရဲ့ရွှေစည်းမြင့်ပါပဲဘေးကင်းလုံခြုံမှုကကျွန်တော်အတွက်နံပါတ်1ဦးစားပေးပါဒါပေမဲ့ကွင်းရဲ့ကိုရံတော်တွေကိုဒီမှာထားတာကကျွန်တော်လက်ပင်ကိုဓာတ်နဲ့ထောက်ထားသလိုပါပဲကွင်းဟာကျွန်တော်ရဲ့စီးကိုကြော်လာပါပြီဒါကြောင့်ကျွန်တော်ကမျက်နှာကိုတီတီထားပြီးကျွန်တော်ကကုန်တယ်တယောက်ပါဘရင်မင်းမြတ်ထုတ်ပြန်ထားတဲ့ဥပဒေအရကုန်တယ်တွေဟာလက်နက်ကင်စစ်တီတွေထားပိုင်ခွင့်မရှိပါဘူးလို့အေးစစ်စစ်ပဲပြန်ပြောလိုက်ပါတယ်မင်းကမကြခင်မှာအနေစားတယောက်ဖြစ်တော့မှာပါဒါဟာမသိမျိုးကိုင်းနဲ့ငါတို့မိသားစုကြားသဘောတူထားတဲ့ရောကြီးပဲမင်းကတော်ဝင်မိန့်ကိုဖီဆန်ကျင်လာလားလို့ကွင်းကပြန်မေးပါတယ်ကျွန်တော်ကတော့ဒါကိုလက်ခံလိုက်ပြီးကိုပြန်ပြောလိုက်တယ်ငါဒီလောက်တောင်အောင်ရနိုင်ခဲ့တာနောက်ထပ်နည်းနည်းလောက်ထပ်ဆောင်ရတာကငါကိုသေးစေမှာမဟုတ်ပါဘူးပိုပြီးတတိထားပိုပြီးတိခံပြီးကွင်းမိသားစုကိုအပြည့်ရှင်းမဲ့နေ့ကိုစောက်ရမယ်လို့ပေါ့ကွင်းကတော့တကယ်ကိုကျင်းနေပြီးဖြစ်နေတဲ့အပြုံးနဲ့ပြုံးနေပါတယ်သူ့လိုလူစားမျိုးအတွက်အာဏာပြရတာဟာကဘာပေါ်မှာအချုံငိမ့်ဆုံးအရာပဲမဟုတ်လားယွန်လောကတော့ဒီလူမိသားစုရဲ့အမွေခံဟာအရန်ကိုအမြောက်မရှိသူ့ရဲဘောကြောင့်လုံးနဲ့လို့ထင်ပြီးခေါင်းခါလိုက်ပါတယ်ဒါပေမဲ့သူမပြန်ဖို့လှည့်လိုက်တဲ့အချိန်မှာပဲသူမရဲ့နားထဲမှာထူးဆန်းတဲ့ဝိညာဉ်လေးတစ်ခုတိုက်ခတ်လာပါတယ်သူမမှာနှလုံးသားကိုနားထောင်ခြင်းဆိုတဲ့ထူးခြားတဲ့စွမ်းအားတစ်ခုရှိပြီးလူတွေရဲ့စိတ်ဝိညာဉ်ကပြောတဲ့စကားတွေကိုကြားနိုင်တယ်လို့အကြောင်းနဲ့အကျိုးကိုလည်းမြင်နိုင်ပါတယ်ဒါပေမဲ့ဒီအင်ပါယာမှာတော့မတိမျိုးအေဂရစ်ကတဘာဝတရားကိုထိန်းချုပ်ထားလို့သူမအနေနဲ့လူတစ်ယောက်ရဲ့ပြင်းထန်တဲ့ကံကြမ္မာရဲ့အရေးအမွေကိုပဲဖမ်းယူနိုင်ပါတယ်ကျွန်တော်စီကနေသူမဖမ်းယူလိုက်ရတဲ့အတွေ့ကသူမကိုခြေလမ်းတွေရက်တန့်သွားစေခဲ့ပါတယ်ကောင်းကင်ဘုံကလူတစ်ယောက်ကိုကြီးလေးတဲ့တာဝန်တွေပေးတော့မယ်ဆိုရင်အရင်ဆုံးအဲ့ဒီလူရဲ့စိတ်ဓာတ်ကိုဆင်းရဲဒုက္ခတွေနဲ့ဆန်းသက်တယ်ပြီးတော့သူ့ရဲ့အယိုးစစ်တွေကိုပင်ပန်းနှွမ်းနယ်မှုတွေနဲ့ကြန့်ခိုင်အောင်လုပ်တယ်တဲ့သူမဟာကျွန်တော်ကိုပထမဆုံးအချိန်ဖြစ်တကယ်ကိုအာယုံစိုက်ပြီးကြည့်လိုက်ပါတယ်တာမန်လူတစ်ယောက်ကဘလို့လို့ဒီလောက်ပြင်းထန်တဲ့ဆွဲလုံးလာနဲ့စိတ်ဓာတ်မျိုးရှိနေရတာလေသူမရဲ့ဆရာကအမြဲပြောလို့ရှိပါတယ်ကြီးမြတ်တဲ့လမ်းစဉ်ဆိုတာကျင့်ကြံသူတွေအတွက်ပဲမဟုတ်ဘူးတာမန်လူတစ်ယောက်ကလည်းတကယ်အမှန်တရားကိုပြောနိုင်တယ်လို့ပေါ့သူမအနေနဲ့ဒီလူသားကဘာကိုလာတဲ့ခီးမှာရှာဖွေရမယ့်ကံကြမ္မာနဲ့ဆုံတွေ့မှုဟာဒီလူများလားသူမဟာကျွန်တော်စီကတမိုးရှိတဲ့အရာတစ်ခုကိုတီးလိုက်ရတာမို့တစ်ခုခုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကလပ်ကိုကမ်းပေးရင်မင်းကိုကျင့်စဉ်တစ်ခုတင်ပေးမယ်ဒါဟာဒီလူမိသားစုရဲ့အမွေခံမှာအရေးချင်းရှိမရှိစမ်းသပ်မှုတစ်ခုလိုပဲမှတ်ယူလိုက်ပါလို့ပြောပါတယ်သူမသားကျွန်တော်ကိုအနေရပြုချင်ရင်ဒီလိုလုပ်နေဖို့မလိုတာကြောင့်ကျွန်တော်ကလပ်ကိုဆန့်ပြီးသူမရဲ့လက်ချောင်းလေးတွေကိုတတိထားပြီးထိလိုက်ပါတယ်ကျွန်တော်ကအရန်ကိုကြောက်ရွံ့နေတာကိုမြင်တော့ရွှန်လောက်ကမပြုံးပဲမနေနိုင်ခဲ့ပါဘူးသူမကပဲစတင်ပြီးကျွန်တော်လက်ကိုစုပ်ကင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့အေးမြတဲ့စီးကြောင်းတစ်ခုဟာကျွန်တော်မျက်ခုံးတစ်ခုကြားထဲကိုတက်တိုးဝင်လာပြီးကျွန်တော်အုံနောက်တစ်ခုလုံးပောက်ကွဲထွက်သွားတယ်လို့ခံစားလိုက်ရပါတယ်ကျင့်စဉ်စာသားတွေအများကြီးဟာကျွန်တော်ခေါင်းထဲကိုစီးဝင်လာပြီးကဘာကြီးတစ်ခုလုံးချလဲသွားပါတယ်စကလုံးတစ်လုံးချင်းစီကိုနားမလည်နိုင်ခင်မှာပဲပြင်းထန်တဲ့အင်အားတစ်ခုကမျက်ခုံးကြားထဲကိုထပ်ပြီးရိုက်ခတ်လာပါတယ်ဒါဟာကန်ကျမရဲ့တန်ကြိုးတွေကိုရိုက်ချိုးလိုက်ပြီးဖုံးကွယ်ထားလို့မရတော့တဲ့တောက်ပမှုကိုထွက်ပေါ်လာစေတယ်လို့ပါပဲခဏအကြာမှာတော့အလင်းနဲ့တစ်ခုဟာကျွန်တော်စိတ်ထဲကိုစီးဝင်လာပြီးအဲ့ဒီကျင့်စဉ်တွေရဲ့ရိုက်ခတ်မှုကြောင့်ကျွန်တော်ရဲ့လွန်မျောနေသောမတိမျိုးဆိုတဲ့ကန်ကျမဟာနိုးထလာခဲ့ပါပြီကျွန်တော်လုပ်ဖို့လိုတာကတော့နှစ်ပေါင်း1000စာကြည်ကြံခြင်းစွန့်ရင်ကိုစုဆောင်းပြီးနက်ဖျားဝိုင်ဖြစ်ချက်လုပ်ဖို့ပါပဲအဲ့ဒီအခါမှာကျွန်တော်ဟာခြေလန်းတလန်းနဲ့တင်မတိမျိုးဖြစ်ကူးပြောင်းနိုင်မှာပါ